ဟုတ်ကဲ့ပါမှာကျွန်တော်တို့ idea အများဆုံးထုတ်ပြီးတော့ presentation လုပ်ပေးပါမယ်အခုလို့ကျွန်တော်တို့ agency ကိုအခွင့်အရေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်2026ခုနှစ်အစမှာပဲအကိုတို့ agency ကိုအခွင့်အရေးတစ်ခုရောက်လာတယ်အဲ့ဒါကအကိုတို့ taxi လက်တော့ဆိုင်အတွက် campaign တစ်ခု run ပေးရမှာ။အိုးအဲ့ဆိုင်ကိုတည်တယ်ဖွင့်တာဘယ်လောက်မှမကြသေးပါဘူး။ဒါပေမဲ့အချိန်တော်လေးမှာတော်တော်လေးအောင်မြင်သွားတာပဲ။ဟုတ်တယ်သူက campaign budget ကို300သုံးမယ်လို့ပြောတယ်။ပြီးတော့ marketing service အတွက်လည်းတစ်နှစ်စာစားချုပ်မှာ။ဒါဆိုရင်သူတို့က campaign idea ကိုသဘောကျမှဒီ marketing service ကိုလည်းတစ်နှစ်စာချုပ်မှာပေါ့။ဒီ campaign idea ခွင့်ရေးကရောညီမတို့ agency ကိုလည်းရထားလား။ဒါမှမဟုတ်တခြား agency ရောရထားတာကို။ဟုတ်တယ်အဲ့ဒါအကိုပြောမလို့အကိုတို့ agency နဲ့အတူတခြား agency တွေလည်းဒီခွင့်ရေးကိုရထားတယ်။အကိုတို့ဒီခွင့်ရေးကိုရဖို့ဆိုလို့ရှိရင်တည်တည်ကြကြစနစ်တကျလုံးမှရပါ။ဒီခွင့်ရေးကိုကျွန်တော်တို့ agency ပဲရမှာပါကိုရဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့က creative ဖြစ်တဲ့ creator တွေမလို့ပဲ။ဟုတ်ပါပြီ။ဒါဆိုအကိုတယောက်ကို idea တခုထုတ်ပေးချ။အဲ့ဒီဟာကိုပြန်ပေါင်းကြမယ်။ဒါနဲ့ကိုတက်လိုက်ရအောင်။ဒီနေ့မှပါအချိန်3ရက်ရမယ်။အကိုမေးစရာမရှိတော့ဘူးဆိုလို့ရှိရင် idea စပြီးစဉ်းစားလို့ရပြီ။အကောင်းဆုံး idea စဉ်းစားနိုင်တဲ့သူအကိုစုချမယ်။ Okay?အိုင်ဒီယာကြီးထုတ်လို့ပြီးပါပြီကိုကျွန်တော် idea ထုတ်လို့ပြီးပါပြီကို idea လေးထုတ်လို့ပြီးတော့ပါပြီကို idea လေးထုတ်ပြီးပါပြီကိုအားလုံး idea တွေကအရန်မိုက်ကြတယ်ဒီ idea တွေကိုအကုန်ပေါင်းပြီးအကို idea နဲ့ campaign idea တခုထုတ်လိုက်တယ်အဲ့ဒါကို client ဘက်က idea တွေကတော့ next step ဆိုတဲ့အတိုင်း next step ပါပဲအရင်ကောင်းတယ်အမတော့အရင်ကြိုက်တယ်မောင်လေးအကိုတို့ campaign presentation ကိုအရန်သဘောကျသွားတယ်ပြီးတော့အကိုတို့နဲ့လည်းတစ်နှစ်စာချုပ်သွားတယ်ဒါကြောင့်ကိုတို့ကဘယ်လုပ်လို့ client အတွက်ရလက်ကောင်းတွေရရှိအောင်လုပ်ပေးမယ်အဲ့ဒီအတွက်လည်းအများနဲ့ကိုတို့ team of power နဲ့သွားကြမယ် okay အတူတူစူးစမ်းသွားကြမယ်